ဘိုက်ချွတ်တာမှာကျွန်တော်တို့ visual fat လို့ခေါ်တဲ့ခန္ဓာကိုယ်အတွင်းကလီစာတွေမှာကတ်နေတဲ့အစီတစ်မျိုးကလည်းရှိပြန်တယ်။ဒါကြောင့်ကျွန်တော်တို့ကဘိုက်လေ့ကျင့်ခန်းတွေလုပ်တဲ့ချိန်မှာ technique ကလည်းအရန်ရေးကြည့်တယ်ပေါ့နော်။မင်္ဂလာပါရှိုင်းကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့မှာတော့ဘိုက်အစီကိုအမြန်ဆုံးကြီးကြဖို့ပေါ့နော်။နောက်ပြီးကျွန်တော်တို့ဒီစစ်ပတ်တို့ဘိုက်ချွတ်တာတွေပေါ့နော်။ပေါ်အောင်အမြန်ဆုံးဘယ်လိုလုပ်ရလဲဆိုတဲ့ဤစနစ်လေးကိုကျွန်တော်မျှဝေပေးသွားချင်ပါတယ်။ကျွန်တော်တို့ပုံမှန်တမယိုးကြဆိုရင်တော့တွေးလိုက်ရင်တော့ကျွန်တော်တို့ဘိုက်လေ့ကျင့်ခန်းတွေအိတ်ထမတင်တည်မလားနောက်ပြီးရင်ဒါပဲ last three တွေခြေထောက်တန်းခိုးပြီးတော့ knee pad တွေလုပ်ရင်ကျွန်တော်တို့ဘိုက်ကကစားနည်းရတာပဲပေါ့နော်ဆိုတော့ဒီနာ Russian twist တွေနောက်ပြီးရင် lap swing တွေတည်မလားဒီလိုဟာတွေလုပ်ရင်ကျွန်တော်တို့ဘိုက်လေ့ကျင့်ခန်းကဘိုက်စီကြရတယ်ပေါ့ဒါကကျွန်တော်တို့ကစားနည်းပေါ့အခုဒီနေ့ကျွန်တော်ဒီ video file မှာပြောပြချင်တာ technique ပေါ့နော်ကျွန်တော်တို့ဗီဒီယိုအရှေ့ပိုင်းမှာပြောခဲ့သလိုပဲဘိုက်စီကတခြားခန္ဓာကိုယ်မှာအစိပ်ပိုင်းတွေနဲ့မတူတာကကျွန်တော်တို့ဟိုပါပေါ့ဥမာကျွန်တော်တို့လက်မောင်းမှာဆိုရင်လက်မောင်းအရှည်ပြားအောက်ကအစီပဲရှိတယ်အဲ့လိုပဲကျွန်တော်တို့ကဒီတိုက်မှာဆိုရင်လည်းကျွန်တော်တို့ပေါင်ရဲ့အရှည်ပြားအောက်မှာရှိတဲ့အစီပဲရှိတယ်ပေါ့နော်ဒီဘိုက်မှာကျွန်တော်တို့ကအဲ့လိုပုံစံမျိုးမဟုတ်ဘူးပေါ့ဘိုက်မှာကျွန်တော်တို့အရှည်ပြားအောက်ကအစီရှိတယ်နောက်ပြီးတော့ကျွန်တော်တို့အတွင်းကလီစာတွေမှာကတ်နေတဲ့ဥမာဥသိန်းနိုင်ရန်တွေဘာတွေမှာကတ်နေတဲ့ကျွန်တော်တို့ visual fat လို့ခေါ်တဲ့အတွင်းကလီစာတွေမှာကတ်နေတဲ့အစီအရလည်းရှိတယ်ဒီအစီအရပဲအဓိကပြဿနာပေါ့မိတ်ဆွေတို့လည်းကြားဖို့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာပေါ့နော်ချင်းကစားလိုက်ပြီဆိုရင်အပေါ်ဘိုက်ကကြာတာမြန်တယ်အောက်ဘက်ကဘာလို့ကြာတာနေးတာလဲပေါ့ဥမာအောက်ဘက်ဆိုတာကျွန်တော်တို့က lower up ပေါ့နော် lower ဘက်ကကျွန်တော်တို့ဒီစီးကုံတဲ့တဲ့ပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုရင် check ပေါ့နော် check ကမြန်မာလို check ပေါ့နော်ဒီ check ကိုပြောမှာဒီကျွန်တော်တို့ check တဲ့နဲ့ check အောက်မှာရှိတဲ့ bike အစီအောက် bike အစီနဲ့ကျွန်တော်တို့ခါပေးပက်လည်မှာရှိတဲ့အစီရဲ့အရင်ချခတ်တယ်ဒါကြောင့်ဒါဘာကြောင့်မှုဖြစ်တယ်လဲဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲပေါ့နော် visual effect ကြောင့်မို့ကျွန်တော်တို့အတွင်းကလီစာတွေမှာကတ်နေတဲ့အစီတွေကကျွန်တော်တို့ရဲ့ဒီ technique ကစားနည်းမှာဆိုရင်လည်းပြင်းအားတွေ technique တွေထည့်ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့တမယိုးချကစားနည်းတွေနဲ့မကြပါဘူးပေါ့နော်အောက်ဘိုက်တွေကဆိုတော့ဒီကျွန်တော်တခုပြောပြမယ်ဗျာအရေးပြားအောက်ကအစီတွေကအမှန်တိုင်းပဲကျွန်တော်တို့အလေးဝင်တွေသုံးပြီးတော့ကစားလိုက်တယ်ဖြတ်စည်းလိုက်တယ်ဆိုရင်အရေးပြားအောက်ကအစီတွေကအနည်းနဲ့မြင်ကြတယ်ကြတာမြန်တယ်ပေါ့ဗျာအဲ့တော့မိတ်ဆွေတို့ကမိတ်ဆွေတို့ကအပေါ်ဘယ်ရီလေးနှလုံးတို့လေးလုံးတို့ကမြန်ပေါ်လာခဲ့တာပေါ့နော်ကစားတာ2လ3လလောက်ဆိုရင်ကိုပေါ်လာခဲ့တဲ့အခြေအနေမျိုးရှိတယ်ဒီအောက်ဘက်မှာကျတော့ကစားတာကြာသွားပြီမလဲ technique တွေမပါရင်ဆိုတော့ကျွန်တော်ပြောလဲပြင်းအားတွေမပါဘူးဆိုရင်လည်းမိတ်ဆွေတို့ကြားဖို့ကနေလိမ့်မယ်အဲကြောင့်မို့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာအများတန်းကြနေအောက်ဘက်လေးပဲကျန်တယ်အောက်ဘက်လေးပဲကျန်တယ်ဆိုပြီးမိတ်ဆွေတို့ကြားနေရပါတော့ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုဖိုင်ရဲ့ရွေချက်ကိုပြန်သွားရအောင်ပေါ့နော်အဓိကကျွန်တော်ပြောချင်တာက technique ပေါ့ဒီနေ့ဒီ bike လေ့ကျင့်ခန်းနေပြ technique ပေါ့အမြန် bike အစီတွေမြန်ကြားဖို့နောက်ပြီးရင်ကျွန်တော်တို့ zipper တို့ဒီ bike ချွတ်သားတွေမြန်ပေါ်စီခြင်းတဲ့လူကလည်းမြန်အချိန်တိုအတွင်းမှာသူများရဲ့ထပ်ပို့ပြီးတော့မြန်ပေါ်အောင်လုပ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ကမိတ်ဆွေတို့ကြိုက်တဲ့လေ့ကျင့်ခန်းလုပ်လို့ရတယ်ပေါ့ဥမာH လုပ်လို့ရတယ်နောက်ပြီးရင်အောက်ဘက်အတွက်ဆိုရင်ကျွန်တော်ပြောလို့ဒါပဲ latch race တို့ပါတော့လဲလုပ်လို့ရမိတ်ဆွေတို့ကစားနေချာအတိုင်းကစားနည်းတွေပေါ့နော်ဥပမာမိတ်ဆွေကဘိုက်လက်ကျင်ကန်လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ mountain climb ကို3ကြော့ဒါမှမဟုတ်4ကြော့30မရရင်20 4ကြော့ပေါ့နော်20 3ကြော့အစားရှိပြည့်ကစားလို့ရတယ်အဲ့ဒါပြီးသွားပြီဆိုရင်မိတ်ဆွေလုပ်နေကြဒီဘိုက်လက်ကျင်ကန်ကြီးကစားမယ်ဥပမာ8ထတို့ပေါ့နော်8ထလက်ကျင်ကန်ကြီးနောက်ပြီးရင်ဆိုရင်ဒါပဲ latch ray တို့ပုံစံမျိုးတွေဒါကြီးကစားပြီးသွားအကုန်လုံးကစားပြီးသွားပြီဆိုရင်မိတ်ဆွေကside plan ပေါ့နော်ဘေးတစ်စောင်း plan လေးကိုတစ်ဖက်ကိုမိတ်ဆွေရာသလောက်ပေါ့နော်အခုမှစလုပ်တဲ့လူကတော့တိတ်မရဘူးစက္ကန့်တိတ်မရဘူးအဲ့တော့ရာသလောက်တစ်ဖက်ကို10စက္ကန့်ရရင်10စက္ကန့်နှစ်ဖက်လုပ်လိုက်10မိနစ်ရတဲ့မိတ်ဆွေက10မိနစ်နှစ်ခါဟိုပဲဘာလို့ side plan ဆိုကျွန်တော်တို့ဘယ်ညာလောက်ရမှာဟုတ်အဲဆိုတော့ side plan လေးကိုမိတ်ဆွေရာသလောက်တစ်ကြော့ပဲလုပ်မယ်ပြီးပြီဆိုရင် plan ရိုး plan ပေါ့နော်ကျွန်တော်ရိုး plan ကိုတလအတွင်းမှာပေါ့နော်ဆက်စချင်းကတော့ကျွန်တော်တို့10မိနစ်မရအောင်တလအတွင်းမှာ10မိနစ်လောက်ရအောင်ထားလိုက်ဒါဆိုရင်မိတ်ဆွေရဲ့ဒီဘိုက်ကျွတ်တာတွေအမြန်ဆုံးနည်းနဲ့သူများတွေထပ်ပို့ပြီးတော့ပေါ့နော်ရှင်ကစားရင်တော့သူများတွေထပ်ပို့ပြီးတော့မြန်ကြလာလိမ့်မယ်နောက်ပြီးတော့တခုတတိပေးချင်တာကကျွန်တော်တို့ဘယ်ကျွတ်သားလေ့ကျင့်ခန်းမယ်ဆိုကျွန်တော်တို့ဒီခန္ဓာကိုယ်ကျွန်တော်တို့ body ကို train တဲ့အချိန်မှာ
ကျွန်တော်တို့က technique ဆိုတာကကျွန်တော်တို့ကြွက်သားတွေဖြည့်ဆည်းရpower ပေးပြီးတော့ပေါ့နော်ဖြည့်ဆည်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အာဟာရနဲ့အနားယူတာမလိုက်ဘူးဆိုရင်တော့ဘယ်လေ့ကျင့်ခန်းဘယ်လောက်ကြီးပဲကောင်းကောင်း program ကြီးဘယ်လောက်ကြီးပဲကောင်းကောင်းပေါ့နော်သိရှိတော့ရောက်ဖို့တာခဲရင်တယ်ပေါ့နော်ဒါလေးတော့ကျွန်တော်အမြဲတမ်းကျွန်တော် video file တွေမှာတတိပေးခြင်းနဲ့မိတ်ဆွေတို့လည်းအခုကျွန်တော်ပြောတဲ့လေ့ကျင့်ခန်းတွေကအိမ်မှာအလေးမရှိရင်တောင်လုပ်လို့ရတယ်ပေါ့နော်ဘာအတွက်လေ့ကျင့်ခန်းတွေဆိုတော့ဒီဟာလေးအဆင်ပြေမယ်လို့ထင်တယ်ကျွန်တော်တစ်ချက်ပြန်ပြောပြပါမယ်ပထမဆုံးမိတ်ဆွေကဒီလေ့ကျင့်ခန်းလေးကိုအရင်လုပ်ပေးပါ mountain climb လို့ခေါ်ပါတယ်ဒီကောင်ကကျွန်တော်တို့ bike လေ့ကျင့်ခန်းတွေမစခင်မှာမိတ်ဆွေ20ရတယ်ဆိုရင်20 3ကြော4ကြောလည်းရ3ကြောလည်းရတယ်4ကြောလည်းရတယ်ပေါ့နော်နောက်ပြီးသွားပြီဆိုရင်မိတ်ဆွေဥမာကျွန်တော်ဥမာလေးတစ်ခုတည်းပဲဟိုအိတ်ထားပေါ့နော်အိတ်ထားလေ့ကျင့်ခန်းလေးလုပ်မယ်နောက်ပြီးအိတ်ထားလေ့ကျင့်ခန်းလေးကိုမိတ်ဆွေကစားနေချအချိန်အကျော်ရည်တိုင်းပဲကစားမယ်နောက်တစ်ခုကဒီ double latch ပေါ့နော်ခြေထောက်တစ်ချောင်းစုံမြောက်တဲ့အောက်ပိုက်အတွက်လေ့ကျင့်ခန်းလေးလုပ်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ side plan ပေါ့နော်ဘေးတစ်စောင်း plan ကိုမိတ်ဆွေရသလောက်စက္ကန့်မိနစ်အတိုင်းပဲတကြောပဲကစားမယ်နောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကရိုး plan ကိုမိတ်ဆွေရသလောက်စက္ကန့်မိနစ်တိုင်းပဲတောင်းမယ်ဒီ plan ကတော့ရတာမြန်တယ်ပေါ့နော်မိတ်ဆွေပုံမှန်နေဘယ်လိုပြောမလဲမှန်လေးလုပ်တယ်ဆိုရင်တစ်လအတွင်းမှာ10မိနစ်ကျော်လောက်တော့ထောက်နိုင်ပါတယ်ပေါ့နီးမှန်လမ်းမှန် position တော့မှန်မှုလိုပါတယ်ဆိုတော့ဒီနေ့ဒီ video file မှာကျွန်တော်တို့မိတ်ဆွေတို့အရန်သိချင်တယ်နောက်ပြီးဂျင်းနဲ့နီးတဲ့လူတွေဂျင်းသားနီးတဲ့လူတွေပေါ့နော်ဒီဂျင်းကစားတဲ့လူတွေပေါ့ဒီဂျင်းကစားနီးကိုစိတ်ဝင်စားနေတဲ့လူတွေမှန်သမျှအမြဲတမ်းရီမန်းချက်အိမ်မက်ဖြစ်တဲ့ကျွန်တော်တို့ bike အစီမြန်မြန်ချက်နီးနောက်ပြီး bike ချက်သားတွေမြန်မြန်ပေါ်နီးဆိုတဲ့ဟိုပေါ့နော်ကျွန်တော်ဒီ technique လေးကို sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကျွန်တော် channel မှာအခုလိုပုံစံမျိုးပေါ့နော်ကျွန်တော်ဂျင် train လာတဲ့တက်ရှောက်ကစားသမားဘဝကနေစပြီပေါ့နော်အခုလက်ရှိကျွန်တော် train နေတဲ့အချိန်ထိကျွန်တော်ကြုံတွေ့လာတဲ့ကျွန်တော်အတွေ့အကြုံတွေclient များစွာနဲ့ပေါ့နော်ကျွန်တော် client နဲ့လည်းကျွန်တော်သင်ပေးတယ်ကျွန်တော်တို့မှားခဲ့တဲ့ဟာလည်းကျွန်တော်တို့ပြန်ပြင်ပြီးတော့ဘယ်လိုတွေကြုံတွေ့ခဲ့ရတယ်ဘယ်လိုတွေဖြစ်ခဲ့ရဆိုတာမျိုးတွေအစရှိသည်ဖြစ်ပေါ့နော်ဒီမိတ်ဆွေတို့အတွက်ဘုကုသရစေဟာ channel ပတ်သက်တဲ့ကျွန်တော်တို့အတွေ့အကြုံတွေကိုကျွန်တော်ရဲ့ channel မှာအမြဲတစေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ကျွန်တော်ရဲ့ channel လေးကိုအခုလိုပဲနောက်ဗီဒီယိုတွေမှာတင်သမျှကိုအများဆုံးမိတ်ဆွေတို့ဒီမှာ notice လေးရအောင် subscribe လေးလုပ်ထားခဲ့ပြီးတော့ notice လေးကိုလည်းနှိပ်ပေးထားဖို့မေတ္တာရက်ခံပါတယ်အခုကျွန်တော်ဒီနေ့ share လုပ်တဲ့ video file လေးကိုလည်းကြိုက်နေတယ်ဆိုရင် like လေးလည်းလုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်